မြောင်းမြမြို့ဝါကြောင်းဆရာတော်ရွှေဖုံးပွင့်ဖျား29ရက်10လ2002ခုနှစ်တရားတော်ဦးဇင်းကသာပီကျမ်းဂန်မတင်ခဲ့ရပါဘူးเนาะတောမှနေတဲ့လူတယောက်အဲ့တော့ဦးဇင်းရဲ့အတိလေးတော့ပြောပြအဲ့တော့အားလုံးရှိကြတဲ့ဆရာတော်ကြီးတွေတမတော်ကိုကြီးလေးတွေတပည့်တော်ကသာပီကျမ်းဂန်မတတ်တော့ခန္ဓာကတိတဲ့အတိကိုပြောပြတဲ့အခါမှာမှားယွင်းသွားကြတော့အားလုံးဆရာတော်ကြီးတမတော်ကြီးအားလုံးရှိတဲ့ပုဂ္ဂိုလ်တွေကိုကြီးလေးတွေကစတပည့်တော်ကတောင်းမှတိုက်ပါတယ်နော်ဒကာကြီးတွေဓမ္မကြီးတွေဒကာလေးတွေဓမ္မလေးတွေတရားနာကြတဲ့ပုဂ္ဂိုလ်ဒီအတိတရားတွေဟာနည်းနည်းသာမတတ်တော့ပြောမှဆိုမှရှိခဲ့တော့အားလုံးတရားနာကြတဲ့ပရိသတ်များကိုလည်းဦးဇင်းကနေပြီးတော့ခမည်းတော်တောင်းပန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စာတိတရားရှိခန္ဓာတိတရားရှိပညာတိတရားရှိပရမတ္တိတရားရှိဒါကြောင့်ပြောရတော့သာမတတ်တော့ခက်တယ်ပညာနယ်ထဲမှာနေရဖျားပညာအဲ့ဒီတော့ပညာနဲ့ပရမရှိစာကရေးထားတယ်စာရနဲ့ပြောတာအတ္တရှိတယ်အနတ္တရှိအတ္တဆိုတာအစွဲအနတ္တဆိုတာသဘာဝသဘောတရားဒါလေးတွေတစ်ခုနဲ့တစ်ခုပြောပြနော်ပညာနဲ့မှတ်တရားနဲ့ပညာတရားရှိပါတယ်မှတ်တာကတော့ဟောတာ900တာဟောတာ1000တာမြင်တော့မှန်တာပေါ့ဒါ900တာဒါ1000တာဒါမှတ်တရားခေါ်တယ်အဲ့ဒါကိုပါဠိလိုပညာလို့ခေါ်တယ်ပညာကတော့အဲ့ဒါပညာဉာဏ်လို့ရှိတယ်ဂံပိဒဉာဏ်ဇဝနဉာဏ်သက္ကုဥတ္တပါအရောဥတ္တပါဉာဏဥတ္တပါစာရေးထားတယ်နော်သဘောလေးအားလုံးသဘောလေးပဲအဲ့ဒီတော့ဘုရားကဟောတာကံတရားအစွဲဥပါဒံဟောတဲ့တရားကိုအဲ့ဒီတော့ကိုယ်စိတ်ကိုရှေ့တရားနေပြီးတော့သဘောလေးနဲ့ဦးဇင်းကပြောပြဘုရားဟောရတပ်ပြီးအလုံးစုံသောသင်္ခါရအနိစ္စတဲ့တပ်ပြီးအလုံးစုံသောသင်္ခါရဒုက္ခတဲ့တပ်ပြီးအလုံးစုံသောသင်္ခါရအနတ္တဒီအနိစ္စဒုက္ခအနတ္တခန္ဓာမှာကျွရမယ်တရားအဲ့ဒီတော့သင်္ခါရနဲ့မျောနေကြတယ်မျိုးနော်သင်္ခါရဆိုတာမြင်လိုက်တော့သိတယ်ကြားလိုက်တော့သိတယ်နားလိုက်တော့သိတယ်ဘဝင်ကသိတာပါအဲ့ဒီတော့မြင်လိုက်တော့သိတယ်ကြားလိုက်တော့သိတယ်နားလိုက်တော့သိတယ်အဲ့ဒီအတိကအမှတ်နဲ့ယူထားတယ်ပညာနဲ့ယူထားတယ်အမှတ်ပညာမဟုတ်ပါဘူးအဲ့ဒါဘာလဲဆိုတော့ဘက်ကလည်းအနုတ္တိယဘဝင်ကံလေး